အားလုံးပဲမင်္ဂလာပါရှင်ရွှေသူဒ channel လေးကနေနှွေထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ channel လေးကို like and subscribe နှိပ်ပြီး VPN လေးခန့်ကြည့်ပေးဖို့တောင်းဆိုပါရစေရှင်တခါတော့ယထာလမ်းဘေးမှာစင်ရသားရက်ွက်လေးတစ်ခုရှိပါတယ်အဲ့ဒီရက်ွက်လေးမှာစင်တီယာဆိုတဲ့စင်ရတဲ့မိန်းကလေးတစ်ယောက်လည်းရှိပါတယ်စင်တီယာကသူ့အဖွားကိုအဖွားသမီးတို့ဒီယထာလမ်းဘေးမှာနေတာကြပြီယထာတွေလည်းအများကြီးပဲဖြတ်သွားတာသမီးကတော့တခါမှယထာမစီဘူးတခါတော့ယထာစီကြည့်ကျင်လိုက်တာလို့သူ့အဖွားကိုပြောတော့အဖွားကအေးသိတယ်ငါတို့ကတောင်းရမ်းစားတော့ပြီးအသက်ရှင်နေရတာယထာစီးဖို့နေပါအောင်စားဖို့တောင်အနိုင်နိုင်ရဲ့ယထာစီးဖို့စိတ်ကူးမြင်နဲ့လို့ပြောလိုက်ပါတယ်အဲ့ဒီနားမှာပဲတော်ရာဆိုတဲ့စီးရင်သားကောင်လေးတယောက်လည်းနေပါတယ်တနေ့တော့တော်ရာကသူ့အဖေကိုအဖေကျွန်တော်မိမယူဖို့အရွယ်တောင်ရောက်နေပြီဘာလို့မိမယူဖို့ခွင့်မပြုသေးတာလဲလို့မေးလိုက်တယ်ဒါကိုအဖေဖြစ်သူကအပိုစကားတွေမပြောစမ်းနဲ့မိမယူတာငွေတွေကုန်တာပဲရှိတယ်လို့ပြောပြီးတားဖြစ်သူကိုရန်တွေ့လိုက်ပါတယ်တော်ရာဆိုတဲ့ကောင်လေးကတော့စင်တီယာဆိုတဲ့မိန်းကလေးကိုအရန်ချစ်နေမိတာကြောင့်တော်ရာတယောက်မနေ့တိုင်းစင်တီယာရှိတဲ့နေရာကိုသွားပြီးချိန်တွေ့နေပါတော့တယ်အဲ့လိုလုပ်နေတာကိုအဖေဖြစ်သူကနောက်ကနေလိုက်ချောင်းပြီးမြင်သွားတော့ဒီကောင်လေးနေတိုင်းစင်တီယာနဲ့တွေ့နေတာကိုဆိုပြီးမကြည်မနှက်တွေဖြစ်သွားတယ်နောက်ဆုံးမှာတော့အဖေဖြစ်သူကိုတော်ရာကအဖေအကုန်သိနေပြီပဲကျွန်တော်တို့လက်ထပ်နိုင်အောင်မြန်စီစဉ်ပေးပါလို့ပြောလိုက်တော့အဖေဖြစ်သူကတော်ရာတာလက်ထပ်ဖို့ငွေတွေအများကြီးကုန်မှာငါတို့ကစင်းရဲသားတွေလက်ထက်လို့ကုန်သွားတဲ့ငွေတွေကိုဘယ်ကနေသွားပြန်ရှာမလဲလို့ပြောလိုက်တယ်တော်ရာကတော့အဖေလည်းလက်ထက်တုန်းကငွေချမ်းသာနေတာမှမဟုတ်တာအိမ်အောင်ပြုဖို့ငွေနည်းနည်းပဲကုန်အောင်လုပ်မယ်စိတ်မပူပါနဲ့လို့ပြောလိုက်တော့အဖေဖြစ်သူကလည်းမင်းတို့အိမ်အောင်ပြုပြီးရင်ဒီယိုနေတဲ့အိမ်နဲ့ဘလို့နေမလဲလို့ပြန်မေးလိုက်တယ်ဒါကိုလည်းတော်ရာကအဖေစကားတွေအများကြီးပြောနေပါနဲ့ညံသွားရအောင်လို့ပြောပြီးသူ့အဖေကိုစင်တီယာအိမ်ကိုခေါ်သွားပြီးတော့လက်ထပ်ဖို့သဘောတူညီမှုရခဲ့ပါတယ်နောက်တစ်နေ့မှာပဲတော်ရာနဲ့စင်တီယာတို့နှစ်ယောက်ဟာလက်ထပ်လိုက်ကြတယ်မိုးကလည်းရွာနေတော့သူတို့နှစ်ယောက်ရဲ့အိမ်လေးကမိုးယိုနေတယ်မိုးကလည်းတဲကြီးမဲကြီးရွာနေတော့သူတို့ရဲ့အိမ်လေးကရေတွေနဲ့ပစ္စည်းသွားပြီးရေထဲမှာမျောပါသွားပါတော့တယ်ဒါကိုအဖေဖြစ်သူကမြင်သွားပြီးသားငါတို့အိမ်ဘေးရောက်သွားပြီလေလို့မေးလိုက်တယ်စင်တီယာကလည်းအဖေမိုးရေတွေနဲ့မျောပါသွားပါပြီလို့ဖြေလိုက်တယ်အဖေဖြစ်သူကလည်းသူတို့နဲ့အတူအိမ်မရှိတဲ့ပစ္စည်းတွေကိုယူပြီးနေစရာအသက်ရှာရတော့မယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲအဖေဖြစ်သူရဲ့မျက်လုံးထဲမှာယထာတွဲဟောင်းကြီးကိုသွားမြင်လိုက်တယ်။ဒါဟိုမှာရှိတဲ့ယထာတွဲဟောင်းကြီးကိုတွေ့လား။အဲ့ဒီထဲမှာသွားနေကြရအောင်လို့ပြောလိုက်တော့တော်ရာကလည်းအဖေကျွန်တော်တို့ကလေးဘွားကအဲ့ဒီယထာတွဲထဲမှာခိုးပြီးကစားခဲ့ကြတာမှတ်မိသေးတယ်လို့ပြောပြီးသူတို့၃ယောက်ဟာယထာတွဲဟောင်းကြီးထဲမှာညအိတ်ခဲ့ကြတယ်။နောက်ရက်မနေ့မှလည်းမိုးကမတိတ်သေးဘူး။စင်တီယာကအဖေကျမတို့ဒီမှာနေရတာပဲဒီယထာတွဲဟောင်းကြီးကိုကျမတို့ရဲ့အိမ်အဖြစ်စောက်တဲ့နဲ့အဖေတို့လည်းကူညီပါလို့ပြောတော့အဖေဖြစ်သူကလည်းကောင်းပြီသမီးပြောတာမှန်တယ်ခွေးလေးတောင်မှသူတို့နေရာကိုတက်ရှင်းအောင်လုပ်သေးတာပဲဒါဆိုလဲငါတို့အိမ်ဆောက်ရအောင်လို့ပြောလိုက်တယ်နောက်တော့၃ယောက်သားတော်ရာနဲ့စင်တီယာတို့ရဲ့အိမ်အသက်ကိုဆောက်လုပ်ခဲ့ကြတယ်အိမ်ဆောက်ပြီးတော့စင်တီယာကအခုကစပြီးကျမတို့တောင်းရဲစားတော့တာကိုရဲရမယ်တခုခုလုံးမရမယ်ကျမတို့အဖေကိုလည်းနားလည်ပေးသေးတယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်ကစပြီးတော့သူတို့၃ယောက်သားဟာအလုတ်ကျန်းတွေလုပ်ပြီးငွေစုဆောင်းကြတယ်6လလောက်ကြာတော့သူတို့၃ယောက်ဟာစိုက်ပျိုးဖို့အတွက်လေယာမြေအနှဲငယ်ဝယ်လိုက်ကြတယ်ဒါပေမဲ့နောက်ရက်မှာပဲအစိုးရကယထာရဲ့အိမ်ကိုဖြစ်စည်းဖို့အတွက်အမိန့်ထုတ်လိုက်တယ်ဒါကိုတော်ရာကအဖေစိတ်မပူပါနဲ့ကျွန်တော်တို့မြေဝယ်ထားတာပဲအဲ့ဒီမြေပေါ်မှာအိမ်အသက်ဆောက်ပြီးနေရအောင်လို့ပြောလိုက်တယ်အဲ့ဒီနောက်မှာတော့သူတို့၃ယောက်သားဟာအလုတ်ကျန်းတွေလုပ်ပြီး6လအတွင်းအိမ်လေးတစ်လုံးစောင့်နိုင်ခဲ့ကြတယ်အိမ်အသေးရပြီးတော့တော်ရာကအရင်ကသူတို့နေခဲ့တဲ့ရက်ွက်ကလေးကိုပြန်သွားပြီးမင်းတို့တွေတောင်းရစားတောက်နေတာတွေကိုရက်တဲ့မီငါလည်းမင်းတို့လိုပဲဆင်းရဲဒုက္ခတွေနဲ့နေခဲ့ရတာအခုကစားပြီးငါတို့နဲ့အတူအလုပ်လုပ်ကြရအောင်လို့ပြောလိုက်တယ်အဲ့ဒီကစားပြီးတော့ဆင်းရဲသားရက်ွက်ကဆင်းရဲသားအလုံးဟာတောင်းရစားတောက်တာကိုရက်လိုက်ပြီးမိမိတို့ရဲ့ဘဝကိုမိမိတို့ကိုယ်တိုင်ပြောင်းလဲပစ်ခဲ့ကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်ကျမတို့ရဲ့ရွှေသူဒ channel လေးကို like and subscribe လေးလုပ်ပြီးဘေးနားက notification လောင်းလေးကိုနှုတ်နှိပ်ပေးခဲ့ဖို့မမေ့ပါနဲ့နော်ဒီနေ့ဇာတ်လမ်းလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲပျော်ရွှင်စရာကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်